ထိုင်းနိုင်ငံမှာရေရှည်နေထိုင်မှုအတွက်ဆုံးဖြတ်ထားပြီလားအလုပ်တွေနင်းချောင်းပြတ်လုပ်နေရပြီးတော့ခမှန်လာတာများလို့စိတ်ညစ်နေပြီလားလုပ်ငန်းခွင်မှာဘာသာစကားခက်ခဲကြောင်းစိတ်ထောင်ကူကြီးဖြစ်နေပြီလားဒါဆိုရင်တော့ခက်ခဲတွေကိုတရက်စာပြေးပြောင်းမယ်ချိန်နည်းနည်းပေးစနစ်တကျသင်ယူလေ့လာရေရှည်အတွက်အကျိုးရှိဆိုတဲ့အတိုင်းဖြစ်ရအောင်ကျွန်တော်တို့တသားထိုင်း online class က online မှာပဲလေ့လာမလားအပြင်မှာပဲလေ့လာမလားကြိုင်းနှစ်တရာကိုရွေးချယ်ခွင့်ပေးထားပြီเนาะဒါနဲ့အခုဖွင့်လှစ်မဲ့တင်တဲ့နေရာကိုရောသိပြီလားတင်တဲ့သိရှိရနေရာကြတော့ဘန်ကောက်မြို့ရဲ့ချက်ချာကြတဲ့ BTS ဧကမိုင်ရဲ့ကရက် gateway ကုန်တိုင်းရဲ့လေးလော်မှာတည်ရှိပါတယ်အနုစာဝတီကနေပြီးတော့ရထားနဲ့လာမယ်ဆိုရင်တော့ရထားဦးက9 k လောက်တာစီးရပြီးတော့ဒီစီဆမ်လုံးကလာမယ်ဆိုရင်တော့ရထားပူက9 k လောက်တာစီးရအောင်ဖြစ်ပါတယ်ဒီလိုလိုင်းကားနဲ့လာခြင်းတွေတော့လည်းလိုင်းကားရဲ့အများကြီးရှိပါတယ်ခင်ဗျတင်တန်းကတော့အတန်းတစ်ခုမှာလူကြီး30တာတင် जा ပြီးတော့ဖြစ်ပါတယ်တင် जा မဲ့ဆက်ဆံမတွေကတော့ထိုင်းနိုင်ငံမှာဝိုင်းရင်အတွေ့အကြုံရှိဆက်ဆံမတွေအပြင်ထိုင်းလူမျိုးဆက်ဆံမတွေကတင် जा ပြီးမှာဆိုတော့ထိုင်းစကားကိုပြည်သားနဲ့တင် जा ခြင်းတဲ့သူတွေတော့လုံးဝတက်မြောက်မှုကိုအာမခံပါတယ်ခင်ဗျတင်တန်းလက်ခံမဲ့အချိန်ကကြတော့ဒီပတ်တနင်္ဂနွေကစပြီးတော့မနက်10:00နာရီကနေပြီးတော့ညနေ4:00နာရီအထိတစ်ပတ်တစ်ရက်လက်ခံတော့မှာဖြစ်ပါတယ်ခင်ဗျဒီတော့မိမိတို့ရဲ့ရည်မှန်းချက်ရည်ရွယ်ချက်တွေပြည့်ဝဖို့အတွက် CAN Language School ကနေပြီးတော့ကြိုလိုက်ပါတယ်ခင်ဗျ